ချင်းပြည်နယ်မြောက်ပိုင်းတီးတိန်တွန်းဆန်နဲ့ကျိန်ခါဒေသတွေမှာစိုက်ပျိုးရေးအတွက်အဓိကအားထားနေရတဲ့ကျွဲကောင်ရီ1000ကျော်ယောဂါကြောင့်သေဆုံးခဲ့တာမို့စံစဘာမစိုက်ပျိုးနိုင်ပဲအငတ်ဘေးရင်ဆိုင်နေရပါပြီ။စားနပ်ရိက္ခာပြက်လက်နေမှုအစိုးရကလစ်လျူရှုထားတယ်လို့ဒေသခံတွေကပြောပါတယ်။ပြီးခဲ့တဲ့နွေရာသီကစလို့ကျွဲကောင်ရီအများအပြားအနာရောဂါကြပြီးသေဆုံးခဲ့လို့ဒေသဆိုင်ရာအာဏာပိုင်တွေကိုတင်ပြခဲ့ပေမဲ့ဘာတစ်ခုမှအရေးယူဆောင်ရွက်ပေးတာမရှိတဲ့အပြင်တောင်ယာမစိုက်ပျိုးနိုင်လို့စံစဘာပြက်လက်မှုနဲ့ရင်ဆိုင်နေရတာကိုလည်းလစ်လျူရှုထားတယ်လို့ဇိုမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းကပူပေါ်ပါကပြောပြပါတယ်။အစိုးရပေါ်မှာပြောတာကာကွယ်စီထိုးတယ်ကာကွယ်စီထိုးလဲသူကတေးတာပဲတကောင်ပြီးတကောင်တေးတာပဲဒီနေ့ထိတေးတယ်အဲဆိုတော့ကျွန်တော်တို့ဘာဇောကမှလည်းအဲ့လားအတိအကျအစိုးရပေါ်နေကြမှာရင်လည်းဒရိတ်ဆန်ဆရာဝန်တွေကလည်းလာစစ်ဆေးတာမျိုးလည်းမရှိဘူးပေါ့ကျွန်တော်တို့ဘယ်လိုတိမလဲအဲဆရာဝန်နဲ့စစ်ဆေးပြီးဒါပါအကြောင်းတေးလဲဘယ်လိုလဲဆိုတာမှတ်ချက်တွေလာယူတာလည်းမရှိဘူးကာကွယ်စီထိုးပါတဲ့ကာကွယ်စီထိုးလဲကျွဲတွေကတေးတာပဲဒီကကျွန်တော်တို့ကဘာမှာလိလူရှုခံတယ်ကျွန်တော်အဲ့လိုပဲခံစားတယ်ခက်ခဲတယ်ဆိုတာလဲကျွန်တော်တို့ဘယ်သူနဲ့မှဆက်တွေ့လို့မရဘူးကျွန်တော်နိုင်ငံတကာရောအစိုးရရောကိုငီထောက်ပံ့မှုစားနဲ့ရိတ်ခါပြပြအဆဆရရကိုငီမဲ့ဆိုရင်ကျွန်တော်တို့ဇုံမီလူမျိုးနာမည်နဲ့ပေးပါဇုံမီနဲ့ပဲလက်တွဲလုပ်ပေးပါအဲ့မှဇုံမီတွေကဖွံ့ဖြိုးတိုးတက်လာမှာဖြစ်တယ်ဒီတိန်တွန်းဆန်နဲ့ကျိန်ခါအရက်တွေမှာလူဦးရေ3သိန်းနီးပါးရှိတဲ့ဇိုမီတိုင်းရင်းသားတွေအများဆုံးနေထိုင်ကြပြီးလမ်းပန်းဆက်သွယ်ရေးကြမ်းတမ်းခက်ခဲသလိုတောင်ယာနဲ့အသက်မွေးရတာကြောင့်စိုက်ပျိုးရေးမှာသုံးတဲ့ကျွဲကောင်ရည်တွေအများအပြားဆုံးရှုံးမှုဟာအငတ်ဘေးစိုက်တဲ့အထိရောက်ခဲ့ရပါတယ်။မြန်မာနိုင်ငံရဲ့အစင်းရဲဆုံးပြည်နယ်တစ်ခုဖြစ်တဲ့ချင်းပြည်နယ်ဟာရာသီဥတုပြင်းထန်ပြီးလမ်းပန်းဆက်သွယ်ရေးကြမ်းတမ်းခက်ခဲတဲ့ဖွံ့ဖြိုးမှုအနှိမ့်ကျဆုံးဒေသဖြစ်ပါတယ်။စံဝယ်မစားနိုင်လို့ပြောင်းမှုကိုပြုတ်ပြီးခမင်းအဖြစ်နေ့စဉ်စားတောက်နေရတယ်လို့တီးတိမ်မြို့နယ်ဘွမ်ရွာကဒေသခံဇိုမီအမျိုးသမီးတယောက်ကပြောပြပါတယ်။ဆန်မလောက်ဘူးဆန်မရှိဘူးတခါတရေပဲဆန်ဝယ်ရတာတနစ်မှနဲ့တုံးအေးလောက်ပဲဝယ်တာအဲ့ဒါကြောင့်ပြောင်းဖို့စားတာမနေ့ပိုင်းနဲ့ပိုင်းရပုံမှန်စားတယ်တပတ်မှနှစ်ခါလောက်ထမင်းစားတယ်ဆန်ထမင်းနော်စားတယ်ပြောင်းဖို့ကတော့ပုံမှန်ပဲချင်းပြည်နယ်တောင်ပိုင်းမှာလည်းကြွက်တွေဖြက်စီးလို့ပြီးခဲ့တဲ့နှစ်တွေကဒေသခံတွေအငတ်ဘေးကြုံခဲ့ရမှုပါတယ်အခုမြောက်ပိုင်းမှာကောင်းရီ1000လောက်သေဆုံးခဲ့တဲ့ကျွဲတွေမှာဖြစ်ပွားတဲ့ယောဂါကိုလည်းဒေသခံတွေကအတိအကျမသိကြပါဘူး